Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကဘာအကြောင်းပြောမှလဲဆိုလို့ရှိရင်ဒါလေးပါဒါကဘာလဲဆိုတော့ဒီမှာဆိုရှင်ဒီကဒါက honor society อ่ะပေါ့เนาะဒီကနေပြီးတော့မေးပို့လိုက်တာအဲ့ဒါလေးရတာရယ်ပြီးတော့ကိုယ်စဉ်းစားလိုက်တာပေါ့เนาะအော် okay ငါဒါကို ambassador လုပ်ရင်းနဲ့ငါယူခဲ့တဲ့ major ရဲ့ overall semester ရဲ့အကြောင်းရယ်အချင်းချင်းလေးရယ်ပြီးလို့ရှိရင်ဒီ major ကိုဘယ်လိုရွေးခဲ့ရလဲရယ်ပြီးလို့ရှိရင် how was my last semester ပေါ့เนาะအဲ့လိုပုံစံမျိုးလေး vlog ရိုက်မယ်လို့စဉ်းစားလိုက်တယ်စဉ်းစားလိုက်တော့ဒါကို ambassador လုပ်မယ်နောက်ပြီးတော့ဒီဟာကနည်းနည်းအချင်းချင်းပြောရမယ်ဆိုရှင်ဒါပါလဲဆိုတော့ honor society ကကြတော့ဒီမှာဆိုရင် community college တွေမှာ GPA 3.5 အထက်ရတဲ့ကျောင်းသားတွေဆိုလို့ရှိရင်တို့ရဲ့ member လို့ပေါ့နော်အဲ့လို member တွေဝင်လို့ရရဲအဲ့ဒါကဒီ member fees ကအပီးစီမှာ$75လားမသိအဲ့လောက်ပဲအဲ့ဒါကအလုံးအပီးစီတစ်နှစ်တစ်ခါပေးရတာမျိုးမဟုတ်ဘူးသူကဒီ honor society မှာ member ဖြစ်သွားပြီဆိုလို့ရှိရင်ဒါဒီဘယ်လိုပြောမလဲပြီးပဲကွာဒီ membership fee ကပြီးရကိုဒါမဲ့ကိုရဲ့ GPA တော့မကြိုက်ရဘူးပေါ့နော် GPA က 3.5 အထက်မှာရှိရမယ်အဲ့တော့သူကဒီဖွဲ့စည်းကဒါတို့ဒီမှာဒါဆို PHI ဆို5လို့တန်ထွက်တယ်ပေါ့နော်ကိုနာမည်အရင်ဆိုရှင် therapy ကွာ therapy ဆိုလို့ရှင်ကိုက PHI နဲ့ fee ထားဒါမဲ့ဒီမှာအလုံးဝအဲ့လိုမျိုးကိုမခေါ်ဘူး therapy တို့ဘာအဲ့လိုမျိုးတည်မနာမည်ရအဲ့လိုမျိုးဖြစ်သွားတယ်အဲ့ကြောင့်တေးကြဒါဒီတို့ file လို့ပဲတန်ထွက်မှာအဲ့တော့ file တက်ခပ်ပါပေါ့နော်ဒီဖွဲ့စည်းရနေပြီးတော့ပို့လိုက်တဲ့ဟာဘာဖြစ်မလဲတော့မသိဘူးတို့ဒီမှာရေးထားတော့ do not ban လို့ပြောရေးထားတယ်တခုခုပေါ့နော်ဒါကိုဖောက်ကြည့်မယ်ဖောက်ကြည့်ပြီးတော့ပြီးလို့ရှိရင်you get semester you get ဖောက်ကြည့်ပြီးတော့ပြီးလို့ရှိရင်ယူခဲ့တဲ့ major ရဲ့ overall semester မှာ class ရဲ့အခြေအနေဘယ်လိုရှိလဲနောက်ပြီးတော့ grade တွေဘယ်လိုထွက်လဲပြီးတော့ဘယ်လောက်ထိstruggle ဖြစ်လဲအလုံးနဲ့ပေါ့နော် schedule တွေဘယ်လောက်ထိဘယ်လိုညှိရလဲပေါ့အဲ့ဒါပြောမယ်ဆိုတော့မှန်တော့အချိန်အများကြီးကြာမှာတင်မှာပြောရင်နဲ့တင်မှာဟာဒီကနေဟိုကနေဟို manage လုပ်ရတဲ့ဟာဒီလွယ်တော့မလွယ်ဘူးနော်ကိုမမဟုတ်ပါဘူးဒီလိုမျိုးလုပ်နေတဲ့လူဘယ်သူမှဆိုလွယ်မှာမဟုတ်ဘူး struggle လုပ်ကြရမှာပဲအနေနဲ့များပေါ့နောက်တစ်ခုကသူများနိုင်ငံမှာဖြစ်တယ်နောက်တစ်ခုကကိုဘာသာစကားမဟုတ်ဘူးအဲ့လိုမျိုးပြီးရင်မိဘနဲ့အဝေးအကုန်လုံးနဲ့အဝေးမှာလာနေရတဲ့လူမျိုးဆိုရှင်ပို့ပြီးတော့စိုးမယ်ပေါ့နော်အဲ့တော့အများကြီး struggle လုပ်ရတဲ့ဟာရှိတယ်ဒါပေမဲ့အဲ့ဒါတွေတော့သိရမလားကျေတူဝင်နေတော့ပြောမနေတော့ပါဘူးဒါပေမဲ့အဓိကတကယ်လို့ကိုကစဉ်းစားထားတာကဘယ်ဒီမှာမဟုတ်ဘူးတခြားဘယ်နေရာမှာမဆိုကိုသွားပြီးတော့အခြေချမယ်ဒါမှမဟုတ်လို့ရှိရင်ပြန်ပြီးတော့အစ်စ်ကနေပြန်စခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးinspiration ယူလို့ရမလဲပေါ့နော်ကိုအတိုင်းလိုက်လို့ရမယ်လို့ပြောတာမဟုတ်တကယ်လို့ကိုနဲ့စိတ်တူကိုတူအဲ့လိုစိတ်ကူအတူရှိခဲ့တဲ့လူများဒီဗီဒီယိုကြည့်နေနေရှိရဆိုလို့ရှိရင်တို့လည်း inspiration ရအောင်ဆိုတဲ့ပုံစံမျိုးလေးနဲ့ပြောပြမှာပေါ့နော်အခုဒီဟာကြတော့ဒါ unboxing လုပ်ပါမယ်တကယ်ဘာလဲတော့မသိဘူး do not ban လို့ရေးထားပါနော် oh okayဒီဖွဲ့စည်းရဲ့ member ဖြစ်တဲ့ဟာကိုသူက welcome လုပ်တဲ့ဟာလေးရယ်ပြီးတော့ wow oh my god this is with my name see my name therapy Tom and then ဒီအဖွဲ့စည်းကနေပြီးတော့ပေးရဟာလေးပေါ့နော်ဒီ certificate လေးရပါတယ်ဟုတ် I feel like I did it you knowဒါကိုဘာလို့လို့ I did it လို့ပြောရလဲဆိုရှင်ចောင်းပြန်တက်ဖို့တော်တော်လေးစဉ်းစားခဲ့ရလို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့အဲကနေပတ်စံပြန်မတောင်းချင်ဘူးကိုယ့်အကိုပဲအကုန်လုံး manage လုပ်ချင်တာရယ်ပြီးတော့ဘယ်လိုမလဲနည်းနည်းကွာတမီးအကြီးဆုံးဆိုရခါကျတော့နည်းနည်းမာနတော့ရှိရတည်ရမှာမာနရှိရဆိုတာအဲ့လိုမိဘကိုအဲ့လိုမျိုးကြီးချေရချင်းတိုင်းတာမျိုးမာနမျိုးမဟုတ်ဘူးကွာတည်လားအဲ့လိုမျိုးကြီးအပူမပေးချင်တာကွာဟာကိုရွေးချက်လိုက်ပြီးမှဟာအိမ်ုံတင်မှာဟာမလုံးနိုင်တော့ပါဘူးကူပါအောင်ကဲပါအောင်ဆိုရအပူမပေးချင်ဘူးလုံးမယ်ဆိုရင်ရအောင်လုပ်ချင်တာပေါ့နော်ရှင်းပြလို့ရှင်သူများတော်တော်အရန်ကြီးခက်ချင်မှလည်းခက်မယ်ပေါ့နော်ဘာလို့ခက်ချင်မှခက်မလဲဆိုတော့တောင်းနဲ့ကလာတဲ့ background ချင်းမတူသလို family situation ချင်းနေလည်းမတူကြဘူးဒါပေမဲ့အဲ့ကြားထဲမှာစူးစမ်းရတဲ့ဟာတွေကလည်းမတူဘူးနောက်တစ်ခုတယောက်နဲ့အခြေအနေကဘာမှမတူကြဘူးပေါ့နော်ကိုယူထားတဲ့ major ကလည်းကိုသဘောကျတဲ့ major မလို့စူးစမ်းနေကိုလိုချင်တဲ့ university
နီးပါးပေါ့နော်ထပ်တူမဟုတ်တာမှနီးပါးရတယ်ဆိုတော့မစိုးပေါ့နော်ကိုဘယ်သူမှမပြောရင်တော့မှကိုဟုတ်တယ်နင်တော်တယ်နင်လုံးနိုင်ခဲ့တယ်ဆိုတာမျိုးအဲ့လိုမျိုးအတိမပြုတ်တဲ့စာရွက်တစ်ခုရလိုက်တယ်စာရွက်တာမှန်မှာပဲစာရွက်ကဒီဟာဒါလားပေါ့ဒါရတယ်ပေါ့သိရမလားဒါမဲ့ကွာတိလားအဲ့လိုကိုနိုင်ငံမှာမဟုတ်ဘူးနောက်ပြီးတော့တခြားနိုင်ငံမှာand then feel like I did it ပေါ့နော်ဘာပြောမှမသိဘူးဒါမဲ့ပြောရဲတမျိုးကြီးပဲโอ้ဒါလေးရယ်ဒီနှစ်ခုရယ်တာရပါဒါပါပဲအဲ့တော့ဒီလောက်ပဲပေါ့နော်ပါတော့ဒါပဲပါဒါမဲ့စိတ်ထဲမှာတော့ပျော်လဲပျော်ဝမ်းလဲဝမ်းနေတယ်ပေါ့နော်မဝမ်းလဲနေဆိုတာကကြတော့ဟိုလိုမျိုးဝမ်းနေတာမဟုတ်ဘူးဒါမဲ့okay ငါလုံးနိုင်ခဲ့တယ်ပေါ့နော်လုံးနိုင်ခဲ့ဘာလို့ဆိုစဉ်းစားလိုက်တာကွာရှင်းမဲ့ကိုအနေနဲ့ကမကောင်းတဲ့ point ရနေမကောင်းတဲ့ point ရလို့မဟုတ်ပေါ့နော်ကိုရဲ့အားနည်းချက်လို့ကိုထင်တဲ့ point ရနေကြည့်မယ်ဆိုရင်နံပါတ်1ကဘွဲရပြီးသွားပြီကိုကဘွဲရပြီးသွားပြီကိုနိုင်ငံမှာကိုကဘွဲရပြီးသွားပြီနောက်တစ်ခုကကိုနဲ့အသက်တူရွယ်တူတွေတော်တော်များကဘလို့ပဲဖြစ်ဖြစ်အလုပ်ငန်းဝင်နေကြပြီရာတို့တစ်ခုကအနည်းဆုံးရှင်းပြောရှင်ကိုနဲ့တက်တူရွယ်လူတွေမှာအကုန်လုံးကကိုတည့်ရတငယ်ချင်းတွေဆိုလို့ရှိရင်လည်းသူတို့ရွေးချယ်ပြီးသွားပြီကွာတဲ့မှာ stable ဖြစ်တဲ့ line တွေမထားပါတော့ company မှာဆိုလို့ရှိရင် design ပိုင်းပဲဖြစ်ဖြစ် HR ပဲဖြစ်ဖြစ်တည့်မှာ marketing ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကွာသူတို့ department တစ်ခုရဲ့ position တစ်ခုမှာအခြေချဖြစ်နေကြတဲ့တငယ်ချင်းတွေရွယ်လူတွေပေါ့နော်ကိုနဲ့ရွယ်လူတွေမှာတော်တော်များရှိနေပြီးပြီဆိုတဲ့အချိန်မှာဒီမှာကျောင်းပြန်တက်မယ်ဆိုပြီးတော့ကျောင်းပြန်တက်မှလည်းကိုကြီးနဲ့ကိုတက်မယ်အကုန်ပြန်စကြည့်မယ်ပေါ့နော်အကုန်ပြန်စကြည့်မယ်ဆိုတာကဟိုလိုမျိုးကြီးသိရမလားမယူရဆန်ပြီးတော့အကုန်လုံးအဲ့လိုမျိုးကြီးရဲ့လို့တော့မဟုတ်ပြင်မဲ့ဟုတ်ပြီငါဘာဖြစ်ချင်တာလဲသူများလိုကွာဒါငယ်တော့ဆိုလို့ရှိရင်များသောအားဖြင့် Asian တိုင်းဝန်းမှာတော့ကိုရီဗမာမဟုတ်ပါဘူးဒီမှာ solution နဲ့ဒီမှာတည့်ရဲ့အဲ့လို Asian ချာ Asian လေးပေါ့နော်သူတို့ solution နဲ့အဲ့လိုပဲသူတို့တိုင်ဝမ်မှာလဲဆရာဝန်ကြီး engineer ကြီးမိဘတွေကအဲ့လိုငယ်တော့ဖြစ်စေချင်တာမျိုးတွေသူတို့လောက်ခဲ့ရတာမျိုးရှိရပေါ့နော်ဒါပေမဲ့ကိုကလည်းအဲ့လိုမျိုးဖြစ်ချင်တာတော့မဟုတ်ပါဘူးငယ်တော့ရှိခဲ့ဆိုတာကငယ်တော့စာတော်လို့ပြောလို့ရမယ်ပေါ့လေစာညနေထဲမှာတော့လုံးဝမပါဘူးပေါ့နော်ညနေထဲမှာမပါဘူးအဲ့တော့စုရလည်းခဏရရတဲ့မှာပါတော့နည်းနည်းအဲ့လိုနောက်တစ်ခုကမမေကလည်းဆီယမဆိုရခါကြတော့တင်မှာဆီယမသမီးဆိုရဟာမျိုးလေးရှိသလိုအဲ့ pressure လည်းရှိရပေါ့နော်ကောင်းတာလည်းရှိသလိုဆိုးတာလည်းရှိရပေါ့တခုခုကိုချွတ်ချော်သွားတာနဲ့ကိုပြောမဲ့လူကအစင်နဲ့ဆီယမသမီးဖြစ်ပြီးတော့ဆိုတာမျိုးကအမှန်တော့ဆီယမသမီးလည်းလူပဲတည်ရမလားဆောင်းဝဲအမှန်များချင်များမယ်နဲချင်နဲမှာပဲဒါပေမဲ့အဲ့ဟာကကိုယ့်အတွက် pressure ကြီးမားဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့ရလို့ပြောရမှာပေါ့အဲ့တော့ငင်ကတော့စာကြိုးစားတယ်ဒါပေမဲ့နည်းနည်းအရွယ်ရောက်လာတဲ့အခါကျတော့အဲ့လိုမျိုးစာမကြိုးစားရတာတော့မဟုတ်ပေမဲ့တခြား pressure ကြီးများလာတဲ့အခါမှာအရင်ကြီးစုစည်းအာယုံမဆိုင်နိုင်ခဲ့ဘူးပေါ့နော်အာယုံမဆိုင်နိုင်ခဲ့တဲ့အခါကျတော့ဆယ်အောင်တော့ကိုညွန်မှန်းထားသလောက်မဖြစ်ဘူးကိုညွန်မှန်းထားသလောက်မရဘူးပေါ့နော် result ကထွက်မလာဘူးလို့ကိုပြောရမှာပေါ့အဲ့တော့ဒီတိုင်းအဲ့မှာနေကိုကနည်းနည်းအဲ့ဒါကိုလည်းနည်းနည်း feeling ဖြစ်ခဲ့ပုံရပါတယ်ဒါတွေကအဲ့အချိန်တုန်းမှာတော့မသိတာပဲမဲ့ဒီမှာကြောင်းပြန်တက်တဲ့အချိန်ကျမှနည်းနည်းပေါ့နော်တဖြည်းဖြည်းချင်းတချို့ memories တွေကငါဒီညအိမ်မှာဒီလို trauma ရခဲ့တာပါလားဆိုတာအရင်တော့တေချာ game ဆက်ခဲ့မိဘူးပေါ့နော်ကိုစိတ်ကြမ်းမှကြီးကိုဒီနောက်ပိုင်းတွေမှာဒီဘက်ဒီမှာတယောက်တည်းနေလာခဲ့ရတာတွေနဲ့ကိုယ့်ဘက်ကိုငါသူများဖြစ်ချင်တာတွေထက်ငါဘာဖြစ်ချင်တာလဲဆိုတာမျိုးတွေကိုပြန်တွေးဖို့အချိန်ပိုရလာရပေါ့နော်ဘာလို့ဆိုတော့ရန်ကုန်မှာရှိခဲ့တော့ကကြတော့ရှင်းပြရင်နှောက်ယှက်မဲ့လို့အများများတယ်ပြောရမှာပေါ့နော်ကိုယ်ပတ်ဝန်းကျင်မှာနှောက်ယှက်မဲ့လို့အများများ distraction အများများတဲ့အခါကျတော့အဲ့လိုနေရာမှာကြည်ပြင်းလာတဲ့ကလေးတယောက်အနေနဲ့ကိုဘာဖြစ်ချင်မှမသိခဲ့ဘူးဆိုတာဟိုကကောင်းတယ်လို့ပြောကြရရှင်အဲ့ဒါကြီးဖြစ်ချင်တယ်တင်မဒီကကောင်းတယ်လို့ပြောကြရင်ဒါကြီးဖြစ်ချင်တယ်ဆိုရယ် feeling မျိုးလောက်ပဲကိုကရှိခဲ့တာဆိုတော့
maybe ငါဒီဒါဖြစ်ချင်တာထင်တယ် maybe ဒါငါဒီဒါဖြစ်ချင်တာထင်တယ်အဲ့လိုမျိုးကြီးပေါ့နော်လုံးဝအရင် confuse ဖြစ်ပြီး dream high နေသိရမလားကိုဘာဖြစ်ချင်မှန်းသိချာမသိခဲ့ဘူးဒါပေမဲ့အခုလည်းနင်သိနေလားဆိုတော့သိချာသိကြတော့မဟုတ်ဘူးဒါပေမဲ့စန်တော်ဝါနဲ့ကိုသွားနေနေအာဒီ line လေးကိုငါသွားရင်းနဲ့အော်ဒါလေးကိုငါသဘောကျပါလားဒါလေးလုံးဝငါပျော်ပါလားငါဒါလေးလုံးဝအဆင်ပြေပါလားဆိုရယ်ဟိုကိုယ့်ရဲ့ဝါသနာလေးပိုတိုးလာတယ်ပို့ပြီးတော့နည်းနည်း alive ဖြစ်တယ်ပေါ့နော်သူများတွေယူတဲ့ major မျိုးတွေကိုလုံးဝယူဖို့မစင်စားဘူးဒီတစ်ခေါက်ရွေးချယ်မှုမှာပေါ့နော်ဘာလို့ဆိုတော့ငါပတ်စံငါပေးပြီးတက်မယ်ငါတက်ချင်တဲ့ဟာကိုငါတက်မယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့မဲ့ဟိုကြီးတင်မှာမဖြစ်နိုင်တာကြီးလှုပ်ချပစ်မယ်ဆိုတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဟိုငါလှုပ်ကြည့်ချင်တဲ့ဘဝမှာအဲ့လိုတစ်ခုခုတော့ငါစိတ်ငါဆန္ဒနဲ့မိုင်းလည်းခံမမှန်လည်းဆက်သွားမယ်ကွာတိလားအဲ့လိုပုံစံမျိုးမားစရာအကြောင်းတော့ထပ်ပြီးတော့မရှိနိုင်ဘူးပေါ့နော်ရှိဘာလို့ဆိုတော့ငါဆုံးဖြတ်ချက်တွေဘယ်သူမှထိခိုက်တာမဟုတ်ဘူးဆိုပြီးတော့ဆက်သွားလိုက်တာပေါ့နော်ရှင်းပြောရင်ရှင်ဒီ major ယူတော့ဆိုလို့ရှင်ကိုကဒါဒီအရင်ဟို popular ဖြစ်တဲ့ major မဟုတ်ဘူးပေါ့နော်ဒီမှာ popular ဖြစ်တဲ့ major မဟုတ်ဆိုတာဘာလို့ပြောရလဲဆိုတော့ဒီမှာကများသောအားဖြင့်ရှင်ဒါစေးချောင်းနဲ့ပတ်သက်တာဥပမာတက်မှာနာဇင်တို့တက်မှာဆရာဝန်ဘာညာပြီးလို့ရှိရင်တို့ law ရှိမယ်တို့ engineer ဘာညာပေါ့ဒီမှာလည်းအဲ့အရာခစ်စားပါတယ်ဒီမှာတို့ပတ်စံလည်းပို့ရတာပေါ့နော်အဲ့လို pharmacist တခြားဟာတွေပေါ့နော်နောက်ပြီးတော့ဒီမှာhealth care နဲ့ပတ်သက်ပြီးတော့တို့ကပို့ပြီးတော့ဒီအဲ့အလုပ်တွေကပို့ပြီး promising ဖြစ်တယ်ပေါ့နော်ဟိုအလုပ်ကဘွဲရပြီးရနိုင်ခြင်း 100% နီးပါးလောက် 100% တော့မဟုတ်ပေမဲ့နီးပါးလောက်ကိုရနိုင်တယ်ပေါ့နော်ဟိုဘယ်လိုမလဲခိုင်မာရပေါ့ကွာ percentage များတယ်ကိုယူတဲ့ major ဒီအဲ့လောက်ကြီး percentage များချင်မှများမယ်ဒါဒီကိုကံမှုမူတည်ရကိုစူးစမ်းမှုမူတည်ရကိုရဲ့ experience ပေါ်မှာမူတည်ရကိုရဲ့ connection ပေါ်မှာမူတည်ရကိုရဲ့ portfolio ပေါ်မှာမူတည်အများကြီးပေါ်မှာမူတည်ရပေါ့နော်ပြောရရင်ယူထားတဲ့ major က multimedia programming and design အဲ့ဒါက community college BMCC မှာတက်ခဲ့တာပေါ့နော်အဲ့ major ကိုဘာလို့ယူလဲဆိုလို့ရှိရင်ကိုက design ကိုစိတ်ဝင်စားတယ်နောက်တစ်ခုကကြည့်နေတဲ့လူတွေထဲမှာလို့ဆိုလို့ရှိရင်လည်းအမှကိုက design ကိုစိတ်ဝင်စားတယ်နောက်ပြီး computer နဲ့ပတ်သက်ပြီးတော့လည်းလိုမျိုးကြီးတည်ရမလား computer science လို့ဟာမျိုးကြီးကိုမယူခြင်းအရင် heavy ဖြစ်တယ်လို့ကိုထင်ရင်ဒီဟာက basic လောက်ပဲပေါ့နော်ဒီ programming ပါတယ်ဒါပေမဲ့အဲ့လောက်ကြီးအများကြီး heavy မဟုတ်ဒါပေမဲ့ကိုကဆက်သွားခြင်းနဲ့ဆိုလဲရတယ်ဒါကအဲ့လိုမျိုးပေါ့HTML CSS တို့ GitHub တို့ဘာလို့သုံးပြီးတော့ဟိုသွားတဲ့ဟိုဟာမျိုးပေါ့နော်အဲ့ဟိုဟာတွေလည်းပါတယ်အဲ့ class တွေလည်းပါတယ်ပြီးလို့ရှိရင်သူ graphic design လားဆိုတော့လည်း graphic design မဟုတ် web design graphic design ပြီးတော့အဲ့လို UI UX design အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့ major လောက်ထားတဲ့ဟာမျိုးပေါ့အဲ့ထဲမှာကိုဘာကိုအားတန်လဲဆိုတော့ပြန်ပြီးတော့ choice လုပ်လို့ရပြီးတော့အဲ့ဒီပုံမှာပြန်ပြီးတော့ကိုက4 year degree သွားမယ်ဒီ university သွားမယ်ခါကြလို့ရှိရင်ပြန်ရွေးချယ်လို့ရရပေါ့နော်ဒါပေမဲ့အဲ့လိုကိုကရွေးချယ်တဲ့ခါကြလို့ရှိရင်ကိုယူထားတဲ့ class တွေကိုယူထားတဲ့ credit ပေါ်မှာမူတည်ပြီးတော့အကုန်လုံး fully cover ဖြစ်ချင်မှဖြစ်မယ်ကိုပြန်ပြီးတော့ထပ်တက်ရမယ့်အတန်းပူရှိလာနိုင်တယ်အဲ့ဒါအတွက်အချိန်ပေးနိုင်တယ်လို့ကိုယူဆရဆိုရှင်စက်တက်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့လုံးဝ fully cover မဖြစ်ဘူးဒါပေမဲ့ fully cover ဖြစ်တဲ့ဟာရှိရဲအဲ့ဒါက Brooklyn ဘက်မှာပြန်ပြီး City Tech ဆိုလို့ရှိရင်အလုံးဝကိုယူထားတဲ့ဟာနဲ့ဒီဟာပဲပြန် join မယ်ဆိုလို့ရှိရင်အကုန်လုံး fully cover နောက်ထပ်2နှစ်ပဲထပ်ပြီးတော့စက်တက်ရမယ်ပေါ့နော်အဲ့လိုမျိုးရှိရဲအမေအခုကကြတော့ဒီtransfer လုပ်ဖို့အတွက်ကိုရွေးနေတော့ state ပဲရှိသေးရပါတော့เนาะအဲ့တော့လုံးဘယ်အကြောင်းကိုရွေးရမလဲဆိုတာကအခုထိဒီကချိန်နေမသိချမသိသေးဘူးအဲ့ဒါပေမဲ့ဒီ community college ကတော့ပြီးသွားပြီဆိုတော့အခုကိုရွေးရမှာကြတော့ university ဘယ် university ကိုသွားမလဲပေါ့เนาะအဲ့ဒါကိုရွေးရမှာပေါ့အဲ့တော့အဲ့ဒီဟာမှာကိုက graphic design ကိုအလေးထားရလားဒါမှမဟုတ် UI UX ကိုအလေးထားရလားဒါမှမဟုတ် web design ကိုအလေးထားရလားအဲ့ဟာမျိုးပုံမှာမူတည်ပြီးတော့လေ major ကကွဲရင်ကွဲသွားနိုင်တယ်အဲ့လိုမျိုးရှိရပေါ့เนาะအဲ့တော့ခုစဉ်းစားထားတာဒီgraphic design ဒီကိုဝါသနာပါရဒါပေမဲ့အဲ့လောက်ကြီးထီတော့မဟုတ်ဘူးဒါပေမဲ့ကြိုးစားကြည့်ချင်တယ်အဲ့ဒါကိုတော့ practice လုပ်သွားမလားလို့စဉ်းစားရပါတော့UI UX ကတော့သဘောကျတယ်ဘာလို့ဆိုတော့ UI UX ကိုဘာလို့သဘောကျလဲဆိုတော့ရှင်အခုယူထားတဲ့နောက်ဆုံး class မှာဆိုလို့ရှင်ကိုယ့်ရဲ့ portfolio website ကို Framer ဆိုတဲ့ application ရှိရပေါ့နော်Framer ဆိုတဲ့ application ကနေပြီးတော့ကိုယ့်ဘိုင် website ကိုယ့်ဘာကိုလုပ်လို့ရရကွာသူ့မှာ free template တွေအများကြီးရှိရအဲ့ရနေပြီးတော့ကိုယ့်ဘာကို portfolio ကိုလုပ်ရင်းနေရမှာသဘောကျလာတာကွာလုံရင်းလုံနေငါဒါကိုလုံရသဘောကျပါလားဆိုပြီးတော့သိလာတဲ့ဟာမျိုးပေါ့တစ်ခါကျရှင်တချို့ဝါသနာတွေကကွာမလုံကြည့်လို့မသိတာသိရမလားအဲ့အတွက် explore များလို့ကိုဘာဝါသနာပါလဲမသိရင်အခုခေတ်ကြီးမှာဆိုပို့ပြီးတော့ဘယ်လိုမလဲ
အဆင်ပြေတာကကျတော့ internet ရှိရယ်ပြီးတော့ဖုန်းရှိရတဲ့လေ့လာလို့ရရကွာဒါမှအချိန်ကိုပေးနိုင်ပေးလာတလားပေါ့နော်အဲ့လိုမျိုးအဲ့တော့အချိန်ရတလားကိုယ့်ရဲ့ဝါသနာကိုအဲ့လိုတစ်ခုတည်းမှာငါဒါကိုကြိုက်တယ်ထင်တယ်ဆိုတာမျိုးကြီးနဲ့ရက်တက်မလိုက်နဲ့တဲ့မှာလုံးဝအဲ့လိုအကုန်လုံးကြီးကိုလည်းလိုက်ပြီးတော့စူးစမ်းပြီးအကုန်လိုက်ရှာခိုင်းပြီးတော့အဲ့လိုတဲ့မှာဝါသနာအများကြီးထားခိုင်းတာလည်းမဟုတ်ဘူးဒါပေမဲ့လုတ်ကြည့်ရင်လည်းမချို့အရာငါဝါသနာပါလားငါစိတ်ဝင်စားပါလားဆိုတာသိလာတာကိုပြောပြတာပေါ့နော်ကိုယ့်ရဲ့ experience နဲ့ပုံမှန်မှုကြည့်ပြောပြတာပေါ့အဲ့လိုမျိုး explore လုပ်ကြည့်ရဲ့ချိန်ကျတော့ကိုကငါဒါကိုပို့ဒါနဲ့ရှင်းလိုက်ဒါကိုပို့စိတ်ဝင်စားရဒါကိုပို့လေးတာရဒါကိုတော့ပို့လုပ်ချင်တာပဲဆိုတာမျိုးပို့သိလာရပေါ့နော်အဲ့တော့အဲ့လိုမျိုးရှိတယ်နောက်တစ်ခုကဒီမှာတက်ရင်လည်းဘာကိုသိရလဲဆိုလို့ရှိရင်အမှန်ဆိုရှင်ပြောချင်တာဆိုတာအများကြီးပေါ့နော်အများကြီးထဲမှာအချင်းချင်းပြောရမယ်ဆိုရင်တချို့မေဂျာတွေဒီ class ယူဖို့မလို့ဘာလို့လဲဆိုတော့ကိုကကွာမလို့ဆိုတာကမှန်တယ်ကျောင်းရဲ့ဒါမှဘွဲလက်မှတ်ဆိုတာကကြာဗမာပြည်တစ်ခုတည်းမဟုတ်ဒီမှာလည်းအဲ့လိုပဲအရေးကြီးရဆိုမဲ့ဘွဲလက်မှတ်ရှိမှအလုပ်ရမှာလားထမင်းစားလို့ရမှာလားဆိုလည်းမဟုတ်ပြန်ဘူးအဲ့တော့ကိုကတကယ်လို့အချိန်ပေးနိုင်တယ်လိုလဲလိုချင်တယ်သိလဲသိချင်တယ်ဆိုလို့ရှိရင်အဲ့ဒါအပြင်ကိုရဲ့ self study ကလည်းအရေးကြီးတယ်သိရမလားအဲ့လိုမျိုးနှစ်ခုကအထောက်ကိုပြုတ်ပြီးတော့သွားမှကိုကအဲ့လိုမျိုးလမ်းကြောင်းပေါ်မှာလုံးဝကို stable ဖြစ်မယ်လို့ယူဆရပေါ့နော်ကျောင်းကြီးတစ်ခုပဲလည်းအားကိုးလို့မရဘူးကိုကမလုပ်ပဲနဲ့ကျောင်းကြီးတစ်ခုပဲအားကိုးပြီးတော့အလုပ်တွေလိုက်ရှောက်မရတာအဲ့ဒါအများကြီးပဲဒီမှာလည်းအများကြီးရှိရဒီမှာအမေရိကန်မှာလည်းအကုန်လုံးအလုပ်မပေးနိုင်လို့ပြဿနာအများကြီးဖြစ်နေရရှိရပေါ့နော်အဲ့တော့ခုယူတဲ့ဘွဲဆိုလို့ရှင်လေနယူးယောက်မှာဆိုရင်ပိုတော့ပြန်ဆိုင်များတည်ရဘာလို့ဆိုတော့ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့နယူးယောက်ကယ်လီဖိုးနီးယားဒီလိုမျိုးကြီးနေရာမှာပို့ပြီးတော့ခန့်ကြတယ်ပို့ပြီးတော့လည်းအပြိုင်ဆိုင်များတယ်အဲ့လိုတစ်မှာလူငယ်တွေလည်းပိုများတယ်တကယ်ကိုတချို့ဆိုလို့ရှိရင် international ဆိုတော့နိုင်ငံအရပ်ကလာပြီးရှောက်ကြတယ်သူ့လူတွေရောပို့ပြီးတော့သူတို့ဥစားပေးမှာပေါ့လေဒါကတော့ obviously တဲ့မှာအဲ့တော့ဒါပေမဲ့အဲ့လိုဂျားထဲမှာကိုကအပြိုင်ဆိုင်နေဂျားထဲမှာလိုက်ရှောက်ရတဲ့ခါကျတော့နည်းနည်းတော့ challenge ဖြစ်တာပေါ့နော်အဲ့ဟာအတွက်ကိုအများကြီးဖက်ကနေပြင်ဆင်ထားဖို့လိုရဒီရဲ့ skills အပြော English skills အကုန်လုံးပေါ့နော် communication skill အကုန်လုံးကိုပြင်ဆင်ထားဖို့လည်းလိုတယ်အဲ့လိုမျိုးအတွက်ကိုလည်းအချိန်နည်းနည်းပေးနိုင်ဖို့လိုတယ်ပေါ့နော်မှန်တာပြောလို့ရှိရင်အဲ့လောက်ကြီးအချိန်မပေးနိုင်ခဲ့ဘူးဘာလို့လဲဆိုတော့ကိုကဒီကုန်ကြစိတ်နဲ့ဒီဟာတွေအကုန်လုံးကိုကိုပေးမယ်ဆိုပြီးတော့ကိုတာဝန်ယူမယ်ဆိုပြီးတော့လှုပ်ထားရဲ့လူတယောက်အနေနဲ့ဆိုလို့ရှိရင်ရှင်းပြောရှင်ကျောင်းရေးပဲ focus မလုပ်နိုင်ဘူးပေါ့နော်ကျောင်းရေးပဲ focus လုပ်နိုင်နေဆိုတော့ပိုကောင်းတာပေါ့ဘာလို့ပိုကောင်းလဲဆိုတော့ကျောင်းမှာဆိုလို့ရှင်အချို့club ဆိုတာဥမာသိရမလားတို့ရဲ့အဲ့လိုစာဖတ်တာဝါနာပါလူတွေဥမာကို Spanish ဘာသာစကားကိုလေ့လာချင်တဲ့ဆိုရှင်အဲ့ဘာသာစကားလေ့လာချင်တဲ့လူတွေအတွက် club လုပ်ထားရလေ major ပေါင်းစုံကနေပြီးအဲ့လိုလုပ်ထားလေ club တွေ like join ပြီးတော့ connection ယူပြီးတော့ communication skill ကိုတိုးတက်အောင်လုပ်ပြီးတော့အဲ့လိုကျောင်းကသိရမလားကိုယ့်ရဲ့ net ကိုပို့ပြီးတော့ expand လုပ်ပေါ့နော်ပို့ချက်ရအခါကျတော့ကိုကပို့ပြီးတော့အချိတ်ဆက်တွေများတာပေါ့ကွာအချိတ်ဆက်များတဲ့အခါကျတော့ connection များမယ်အဲ့တော့ job offer တွေပါကြောက်လို့ရှိရင်တယောက်နဲ့ပြောရင်လည်းရနိုင်တယ်ပေါ့နော်ဒါရမယ်လို့မဆိုလို့ဘူးဒါပေမဲ့အဲ့ဟာဒီအနည်းဆုံးတော့ကိုကအတိများလာတယ်ပေါ့နော်ဒါပေမဲ့ဒီမှာလည်းအကုန်လုံးကဘယ်လိုမလဲwarmly welcome ဖြစ်တာတော့မဟုတ်ဘူးသူ့ညာနဲ့သူကတော့သိရမလားအဲ့လိုမျိုးရှိကြရပေါ့နော်ဒါကတော့နေရာတိုင်းမှာပဲဒါယူပုံကြီးချဲ့ပြီးတော့ပြောနေစရာမလိုတော့ပါဘူးဒါပေမဲ့တခုရှိတာကိုကဘာလို့ချင်လဲသိရဆိုလို့ရှိရင်ကိုတေချာ set up လုပ်ပြီးတော့ timetable ဆွဲပြီးတော့ကိုကဒီချိန်မှာငါဒါပြီးမယ်ဒီချိန်မှာဒါလုပ်မယ်ဒါပေမဲ့ဒီလိုလုပ်တိုင်းလဲအချို့အရာတွေဖြစ်ချင်မှဖြစ်တာပေါ့နော်ဒါပေမဲ့အနည်းဆုံးတော့ကိုကဒါမျိုး set up လုပ်ထားတဲ့အတွက်ကြောင့်timetable တော့ quality fit တွေဖြစ်မဖြစ်ရင်တော့မှနည်းနည်းကိုမှန်းထားတဲ့လောက်ထိတော့ရလောက်သေးရပေါ့နော်အဲ့လိုမျိုးပေါ့ပြောချင်တာပါလဲဆိုလို့ရှိရင်အဲ့လိုကိုဝါသနာပါတာတွေကို explore များလုပ်ပါပြီးတော့စာဖတ်ပါပြီးတော့အင်္ဂလိပ်စာကိုပို့ပြီးတော့လေ့လာပါပေါ့နော်ကိုယ်တိုင်လည်းဒီမှာရောက်နေပေမဲ့အဲ့လိုမျိုးကြီးဒီမှာ native တွေနဲ့အဲ့လောက်ကြီး native လောက်ကြီးတော့မပြောနိုင်ဘူးတခါကျရင်အရန်ကိုသိရမလားအရန်အားမလို့အားမြတ်ဖြစ်တာပေါ့နော်လို့ငါဘာလို့အဲ့လောက်ကြီးသူတို့လောက်မပြောနိုင်တာလဲမပြောနိုင်ဘူးဆိုတာဒါဘယ်လိုပြောမလဲကိုဒီဒါကတော့ဖြစ်မှာပဲပေါ့နော်ဒီ challenge ကတော့ဖြစ်မှာပဲဒါပေမဲ့ဟုတ်ပြီဒါငါမရဘူးဆိုရှင်ဒါ
ဒီဟာပိုကြိုးစားမယ်ပိုအာရုံစိုက်မယ်ဒါကိုပိုလုပ်မယ်ပေါ့နော်အဲ့လိုမျိုးပို့ပြီးအားစိုက်ထည့်ရတာပေါ့နော်ဒါပေမဲ့လေဒါတီပြောတော့ဒါလွယ်တာတကယ်နဲ့မှလုပ်ပြီးအလုံးနဲ့ကြောင်းနဲ့ဒီက pressure နဲ့ဒီကချာအဖက်ဖက်က pressure နဲ့လုပ်မယ်ဆိုလို့ရှိရင်အခုလိုထိုင်မျောနေသလားမလွယ်ဘူးလုံးဝမလွယ်ကိုနေဘူးနောက်ပြီးတော့အဲ့ဒီမေဂျာကိုလည်းအမှန်ဆိုလို့ရှိရင်ဒါကန်ကောင်းတာတခုကကိုလိုချင်တဲ့ဟာယူလိုက်လို့ပေါ့နော်ဒါကိုဝါသမပါတာဆိုရင်ကိုလည်းအဲ့လောက်ကြီးစင်ပြနေချင်မှပြင်မှာတင်မှာကိုဝါနာမပါဆိုပို့ဆိုးရလေကိုဝါနာမပါလို့ရှိရင်ဘာမှမလုပ်ချင်တော့ဘာလို့ဆိုတော့ပင်မလာပြီအဖက်ဖက်က pressure ကြောင့်အဲ့ဒီအချိန်မှာဒီကိုနားမလဲတဲ့ဟာယူဆက်လုပ်အောင်မယ်ဆိုတေးချင်မှာပဲအဲ့တော့အမေကန်ကောင်းတာတခုကကိုကအဲ့လိုယူကန်နေရင်ဥမာ class တွေရွေးတဲ့ခါကျရင်နောက်ထပ် semester တို့ class တွေရေးတဲ့ခါကျလို့ရှိရင် professor တွေကိုလို့ website တွေမှာတော့ဝင်ကြည့်လို့ရတယ်ပေါ့နော်ဥမာကိုဒီ class ကိုယူမယ်ဒီ professor ကဘယ်လိုလဲသူတင်မလား student တွေက blog review ပေးထားလဲဆိုတာမျိုးကို rate my professor ဆို website မှာဝင်ကြည့်ပြီးတော့တင်မလားအဲ့ဒီ professor ရဲ့သူ review တွေကိုဖတ်ကြည့်လို့ရတယ်ပေါ့ကွာသူနဲ့ဆိုငါအဆင်ပြေလောက်မယ်သူနဲ့ဆိုငါအဆင်မပြေလောက်ဘူး तू ကတော့ချက်တယ် तू ကတော့အဲ့မျိုးလုပ်လို့ရတယ်ဆိုတော့အဲ့မျိုးကတော့ semester မလုပ်မ join ခင်တိုင်းမှာ semester တင်မှာ register မလုပ်ခင်တိုင်းမှာလုပ်တယ်ပေါ့နော်အဲ့တော့အဲ့လောက်လောက်ကြတော့မှချုပ် class တွေကကြတော့ကိုလိုချင်တဲ့ professor နဲ့မရခဲ့ဘူးဘာလို့ဆိုတော့အလုပ်ရ schedule တွေပိုင်းနဲ့ဆိုတော့ဘလို့မှညှိလို့မရတဲ့မျိုးရှိရဲ့ခါကြတော့မရခဲ့တဲ့မျိုးရှိရဲ့ပေါ့နော်အဲ့တော့ဒါပေမဲ့ overall ကတော့အဆင်ပြေရလို့ပြောလို့ရတယ်လို့ 80% 85 လောက်တော့အဆင်ပြေရဒါပေမဲ့နောက်ဆုံး semester မှာတော့ major တော့မဟုတ်ဘူးလို့ဘောတခုကဒီ minor ပေါ့နော် minor class တခုကအဲ့လိုမျိုးအမှတ်အလောက်ကြီးမကောင်းဘူးပေါ့နော်ဒါပေမဲ့ကန်ကောင်းတာတခုကတော့ GPA အဲ့လောက်ကြီးဟီရောမှဖြစ်သွားအရင်မကျသွားတာပေါ့နော်အမှတ်ဆို GPA ဒီထက်ပိုများမှာကွာဒါပေမဲ့မများရဲ့အပြင်နည်းနည်းလေးကျသွားတယ်ပေါ့အဲ့လိုအဲ့တခုပဲကျွန်တော်ကတော့အဆင်ပြေပါရဲ့အဲ့ဒီမှာဆိုလို့ရှိရင်အရင်စိတ်ဝင်စားဖို့ကောင်းတယ်ကိုယူထားရဲ့ major အပြင်မှာအရင်စိတ်ဝင်စားဖို့ကောင်းတယ်minor class တခုဆိုလို့ရှိရင် early American history class ပေါ့အဲ့ဟာဆိုလို့ရှိရင်တကယ်သဘောကျတယ်အဲ့ဒါအချိန်ပေးနိုင်ရင်ဒီကတမိုင်းအကြောင်းတွေတကယ်သိချင်တယ်တကယ်သိချင်တဲ့အတွက်ကြောင့်လည်းအခုအချိန်ပေးနိုင်ကဖတ်မယ်စာအုပ်တွေရှာပြီးဖတ်မယ်လို့အောင်စဉ်းစားထားတာပေါ့နော်ဒါပေမဲ့ခုလောလောဆယ်အထိတော့အဲ့အနေထားထိတော့မရောက်သေးပါဘူးဒါပေမဲ့ပြောပြတာကဒီမှာအဲ့ဟာလေးယူထားတာကအကျိုးမရောက်ဘူးဆိုတာမျိုးပေါ့နော်ဒီမှာနေမယ်ဆိုတော့ဒီနိုင်ငံရဲ့တမိုင်းအကြောင်းသိတဲ့နေပေါ့နော်အကုန်လုံးဒီလေးသိစရာမလိုဘူးကွာဒါပေမဲ့ဒီဇစ်မြစ်တွေကဘယ်ကနေလာလဲဘယ်လိုဖြစ်တယ်ဆိုတာမျိုးတော့သိထားတဲ့နေပေါ့နော်အဲ့လောက်ပါပဲပြီးလို့ရှိရင်ဗာလဲဆိုတော့နောက်ဆုံး semester မှာကိုလောက်ထားတဲ့အဲ့ဟာကြတော့သူကဘာ class လဲအဲ့မမီတော့ကိုပြီးတာမကြသေးပဲနဲ့အဲ့ class ရဲ့အဲ့လိုပေါ့နော်သူက a part of assignment ပဲဒါပေမဲ့အဲ့ဟာက portfolio ပြန်ပြီးအစ်စ်ကိုပြန်လုပ်ရတာပေါ့အရင်တော့ portfolio မဟုတ်ပဲနဲ့အရင်တော့ရှိရဲ့ portfolio ကို update ပြန်လုပ်လိုက်တဲ့သဘောပေါ့နော် okay portfolio ကြည့်လို့ရှိရင်ကွာကိုလုပ်ထားတဲ့ design တွေကိုနည်းနည်းလေးပြောပြမယ်ပေါ့နော်လုပ်ထားတဲ့ design တွေအကုန်လုံးတော့ portfolio ထဲမှာထည့်ထားတာမဟုတ်ဘူးဒါပေမဲ့ကြည့်လို့ရရပေါ့နော်အဲ့ဟာကိုပြပေးပါမယ်ဒီမှာဆိုရင်မြင်ရတာကဒါကအရင်ဆုံးလုပ်ထားရဲ့ဟိုအရင် portfolio ပေါ့နော်အရင်ရှေ့ semester portfolio ဒီဟာကကိုကဒါက sticker သုံးထားတာပေါ့နော်ဒီ portfolio WordPress ထဲမှာလုပ်ထားတဲ့ဟာဒါတွေကကိုလုပ်ခဲ့ design တွေပေါ့နော်ဒါဒီ book cover design ဒါ mock up လုပ်ထားတာပေါ့နော်ဒီအကြောင်းကိုဒီ 2K Mockingbird ဆိုတဲ့ဒီ book ပေါ့နော်ဒီစာအုပ်အကြောင်းကိုbook cover design ကိုဆွဲထားတဲ့ဟာပြီးတော့ဒါက subway poster design beyond planet at exhibition ပေါ့နော်အဲ့ရဲ့poster design လုပ်ထားတယ်အမှန်ဆိုရှင်ဒါဒီ mock up လုပ်ရမယ့်ဟာမလုပ်ရသေးဘူးposter version 1 2ပေါ့နော်ဒီဟာကကြတော့ဒီဟာတော့သဘောကျဆုံးကိုလုပ်ပြီးတော့ကိုသဘောကျတဲ့ project ပေါ့နော်ဒီကိုလုပ်ထားတဲ့ဒီ Miss Matcha design ပေါ့နော် Matcha business ကိုဒီ design ဆွဲထားတာဒါ logo อ่ะဒီ illustrator ထဲမှာကိုဒီslide pan နဲ့ဟိုလိုတစ်ခုချင်းပေါ့နော်အဲ့ဒါ like တွန်ထားပြီးတော့ဒီ font ရအောင်လို့ဆွဲထားရဟာပေါ့နော်ဒါကတော့ဒီ Adobe font တွေကတစ်ခုပဲဒါနဲ့ similar ဖြစ်မဲ့ဟာကိုယူထားတာအဲ့လိုမျိုးပေါ့နော်ဒါ color နှစ်ခုဆက်ထားတဲ့ဒီအဲ့လိုမျိုးပန်းရောင်နဲ့အစိမ်းနဲ့ matcha ဆိုတော့အစိမ်းအောင်ရွေးလိုက်ပြီးတော့ mix ဆိုတော့ပန်းရောင်ရွေးထားတာပေါ့နော်အဲ့မျိုးဒါလေးဒီလည်း mock up လုပ်ထားတာဒါလည်းကိုဆွဲထား design တွေပေါ့နော်ဒါတော့ Figma ထဲမှာဒါက landing page design ပေါ့နော်ဒါကပါလဲဆိုတော့ဒီ travel website တစ်ခုအတွက်လုပ်ထားတဲ့ဟာမျိုးပေါ့နော်
ဒါကကြတော့ infographic design ကကြတော့ဒီကိုက Burmese ဖြစ်တဲ့အတွက်ကြောင့်ဒီtraditional soups ကိုဒီမွေးငါပေါ့နော်မွေးငါကိုယူထားပြီးတော့ဒီရရဲ့မွေးငါနဲ့မပါတဲ့ဒီ nutrient တွေ recipe တွေအဲ့ဒါတွေအကုန်လုံးအသေးစိတ်လုပ်ထားပြီးတော့ထည့်ထားတာပေါ့နော်ဒါကတော့ infographic design ဒါကတော့ website design ပေါ့နော်ဒါဒီ HTML တို့ CSS တို့နဲ့ဒီ website ကိုလုပ်ထားတာတရားကတွားကြည့်ရင်ဒီမှာ website မှာတရားရှိသေးတယ်ဒီ link က active ဖြစ်သေးလားတော့မသိဘူးဒီမှာပေါ့နော်အောက်ဖြစ်သေးတယ်ဒီ link ရဲ့ဝင်ကြည့်လို့ရတယ်ဒါက Franks series ရဲ့ဟာကိုလောက်ထားတာဒီကဒီ active တော့ဖြစ်သေးတယ်တင်ဟုတ်တယ်ဒီကဒါ about ဒါဒီ episode က season 1 ခုပဲလောက်ထား2လည်းလောက်ထားရပဲကိုကလောက်ထားရမိတယ် season 1 2ပေါ့နော်ဒါကြီးလောက်ထားရယ်ဒီ link က active ဖြစ်သေးရဆိုမဆိုပါဘူးဒါကတော့လုံးဝဒီ framer ထဲမှာခုနပြောတဲ့ framer ပေါ့နော်အဲ framer ထဲမှာပြောင်းထားတဲ့နောက်ကိုယ့်ရဲ့ update website ပေါ့နော်ဒါဒီ portfolio update website ကိုဒါကိုယ့်ကိုလောက်ထားတာပေါ့နော် framer ရဲ့ free template ကိုယူပြီးလောက်ထားတာဒါကကြတော့ကိုယ့်ရဲ့နာမည် therapy tone ဆိုတဲ့အတွက်ကြောင့်ဒီနှစ်ခုကိုဒီလိုမျိုးတော့ကိုကဒါဟိုဘာစိတ်ကူးနဲ့လုပ်လဲဆိုလို့ရှင် legal tick လေးတည်ရမလား legal tick လေးရဲ့ step လေးအဲ့လိုပုံစံမျိုးနဲ့စိတ်ကူးပြီးတော့ဒီကနှစ်ခုကိုလှည့်လိုက်ပြီးတော့အဲ့ font နှစ်ခုကိုထပ်ထားတာပေါ့နော်အဲ့တော့ကိုနာမည်နှစ်ခုလေကာတစ်လိုပုံစံမျိုးလေးအဓိပ္ပာယ်ပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံဒီလိုလုပ်ထားတာပါပြီးတော့ဒါကတော့ရှင်းပြောရှင်ဒါthat's me but that's not me because this is AI generated picture so ဒါကဟို AI နဲ့လုပ်ထားတာဒါပေမဲ့ညနာတွေဘာတွေကတော့ဟိုပါပေါ့နော်ဒါတော့ကိုပေါ့နော်ဒါပေမဲ့ကျန်တဲ့ဟာဒီ prompt ကအဲ့ logo မြင့်ချမ်းမှာကြိုက်တဲ့ prompt ကအဲ့လိုInstagram မှာhit ဖြစ်လိုက်သေးရပေါ့နော်အဲ့ဟာကိုအဲ့ prompt ကိုယူပြီးတော့ဒီထဲမှာထည့်ထားတာပေါ့နော်ဒီဒါလေးကကျတော့ဒီလိုပေါ့ဒါကတော့ဒီပြေးနေတဲ့ဟာလေးကတော့တော်တော် free template ထဲမှာတစ်ခါလေးပါထားပြီးသားဒါကတော့ပြန်ပြီးတော့ပြင်ရမယ်ဟာဒါတွေကကိုလုပ်ထားတဲ့ design တွေအဲ့ဟာခုနဟာပေါ့ခုနကသူ့ရဲ့portfolio မှာဆိုရင်ဒီ Marcha business design ကိုဒီ sign နေပါရင်လည်း mock up မလုပ်ထားဘူးပေါ့နော်ဒီမှာဆိုရှင်ဒါကကိုယ့်ရဲ့ဒီက email ကအလုပ်အတွက် email ပြီးတော့ဒီကlogo လေးပေါ့နော်ဒီကဆိုရှင်စီကြည့်လို့ရတယ်ဒါကိုက sign နဲ့ mock up လုပ်ထားတယ်ပြီးတော့ဒီမှာ signboard ပြီးရခါကြတော့ signboard ပြီးရင်ဒီမှာဒီရဲ့ဟာပေါ့နော်ဒါအကုန်လုံးဒါဒီ business card ရဲ့အဲ့လိုမျိုးပေါ့နော်ဒါပဲအဲ့ဒါကိုမှဒါ cake study လောက်ထားရဟာဒီဘယ်လို inspiration ရလဲဆိုတာကိုလောက်ထားရဟာပေါ့နော်ဒီသူ့ရဲ့primary logo secondary logo mark ပြီးတော့ကိုသုံးထားတဲ့ color palette ပြီးတော့ typography ဒီ overview အကြောင်းတွေနောက်ပြီးတော့ဒါကိုဘယ်လိုမျိုး idea ရလဲဆိုဟာရဲ့ mood board လောက်ထားတယ်ပြီးတော့ဒါလေးဟို business card ထဲမှာသုံးထားတဲ့ဒီ icon လေးရဘယ်ရလဲဆိုတဲ့အကြောင်းတွေအဲ့လိုမျိုးလေးပေါ့နော်ဒီကဒါကိုဒီ logo ဟာကိုဆွဲဖို့ဘယ်လိုအကြံရလဲဆိုတာလေးပေါ့နော်အဲ case study လုပ်ထားတယ်ပြီးတော့okay oh maybe I can go to the projects yeah project တွေကိုတွားမယ်ဆိုရင်ဒီမှာGoogle Gemini ကကြတော့ဒါကgroup project ပေါ့နော်ဒီ assignment per assignment ဒါက landing page design ခုနUI UX landing page design ကိုဒါ mock up လုပ်ထားတဲ့ဟာရဲ့ပြီးတော့ yes project မှာဘာလို့နှစ်ခုပဲရှိအောင် oh my god update လုပ်အောင်မယ်ဒီကလည်း okay အဲ့ဆိုထားပါတော့ Google Gemini ပြပေးမှာပေါ့နော်ဒါဆိုရင်ဒီဟာကကိုလုပ်ထားတဲ့ poster ဒါပေမဲ့ဒီ poster ဒီGoogle Gemini ဆိုတော့ AI မလား AI ဆိုတော့ဒီ poster ဒီ AI generated poster ပေါ့နော်အဲ့ poster ကဒါကိုလုပ်ထားတဲ့ဟာဘာကိုပြောချင်တာလဲဆိုဒီ project ရဲ့ဟိုကကြတော့ solution ကပါလဲ solution အဲ့လိုမျိုးပေါ့ဒီနိုင်ငံမှာ history class ကိုယူထားတဲ့ကျောင်းသားတွေကအဲ့လိုမျိုးမှတ်ရတဲ့ခုနှစ်ဒီပိုင်းရှိရမလားအဲ့လိုရှိတဲ့ဟာတွေကိုသူက
ဒီ AI နဲ့ AI ရဲ့အကူအညီနဲ့အဲ့လိုမျိုးစာလေးလာမပြင်းတော့အောင်ကွာဟို comic book ပုံစံမျိုးအသွင်ပြောင်းပြီးတော့လေ့လာလို့ရအောင်ဟိုဒီ Gemini ကကူညီပေးတယ်ဆိုပုံစံမျိုးပေါ့ဒါက before Gemini ပြီးတော့ after Gemini ဆိုပြီးတော့အဲ့လိုလုပ်လိုက်တာပေါ့နော်ဒါဟိုမှာ Subway မှာ campaign လုပ်တဲ့ပုံစံမျိုးပေါ့ Subway ရဲ့ဒီ poster mock-up ထဲမှာကိုထည့်လိုက်တာဒီ poster ကတော့ကိုယ်တိုင်လုပ်ထားတာဒီ prompt နဲ့အဲ့ prompt ကိုGoogle Gemini နဲ့ထည့်ပြီးတော့ဒီ poster ထွက်လာတာပေါ့နော်အဲ့ဒါကို mock-up လုပ်လိုက်တာပေါ့ပြီးတော့ဒါကတော့နောက်ထပ်ဒီ group project ထဲမှာနောက်ထပ်group project က4ယောက်လုပ်တယ်ပေါ့နော်4ယောက်လုပ်တဲ့ထဲမှာနောက်တစ်ယောက်ကဒီသူကဒီဟာကိုဒီအကောင့်လေးပေါ့နော်ဒီ character လေးကိုလှုပ်ထားပြီးတော့သူကကူညီရပေါ့နော်ဒီကလေးတွေကိုဘယ်လိုကူညီနေလဲဆိုရဟာရဲ့အဲ့ဒါကိုသူကကျတော့ social campaign ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်တာဒါကကျတော့နောက်တစ်ယောက်ကလှုပ်ထားတာကိုလှုပ်ထားတာတော့မဟုတ်ဘူးသူကကျတော့ဒါကို comic session ဟာကိုသူကဟိုဒီယထာပေါ်မှာ mock up လုပ်ပြထားတာပေါ့နော်ဒါယထာအပြင်မှာပေါ့နော်သူကယထာအပြင်ဟာကိုလုပ်တယ်ကိုကယထာထဲ poster campaign ကိုတောင်းယူတယ်ပေါ့အဲ့လိုပုံစံမျိုးဒါဒီလည်း Google Gemini case study ရဲ့မှာရှိရဲဒါကသူရဲ့ logoဒီရဆိုလဲ color palette typography ဒါပေါ့နော်ဒါကလောက်ထားဆိုအမှန်ဆိုနှစ်ခုပေါ့နော်သုံးလိုက်တာတော့ဒီပထမ version ကိုသုံးလိုက်တယ်ဒုတိယ version ကမသုံးဖြစ်ဘူးပေါ့နော်ဒုတိယ version ဒီအလေက line ကတိတ်မကြိုက်လို့ဒီဟာ social ဒီကိုတွားထားတဲ့ပုံစံgradient နဲ့အဲ့လို sharp ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွားရဲဆိုတော့ဒါကိုပိုကြိုက်တယ်ဆိုတော့အဲ့ဒါကိုယူလိုက်တာပြီးတော့ဒီဟာရယ်ဒါကတော့ prompt ဒါကိုသုံးထားတဲ့ဒီ poster ရလာဖို့ကိုသုံးထားတဲ့ prompt ရယ်ဒါဒီလိုပေါ့နော်ဒါနောက်ဒီကိုယ့်ရဲ့ group project တွေကနောက်တစ်ယောက်ရဲ့သူနာမည်နဲ့သူရဲ့သူလုပ်ထားတဲ့ဟာပေါ့နော်ဒါနောက်တစ်ယောက်ကိုယ့်ရဲ့ group project တွေကလူတွေလုပ်ထားတဲ့ဟာကိုပါထည့်ထားပေးရပါတော့ဒါ case study page အတွက်ပေါ့နော်ကိုယ့်ရဲ့ website မှာဒါတွေတင်ထားပြီးတော့ဒါကဆိုရင်yeah ဒါ UI UX design အတွက်ဒီ landing page design ပေါ့နော်ဒီမှာ solution လဲဒီလိုမျိုးပေါ့အဲ့လိုပုံစံမျိုးအဲ့ဒါ talk ဆိုလဲ case study လုပ်ထားတာဒီလိုမျိုးဒီပုံအမှန်တော့ဒီပုံရဲ့ဒါကကျတော့ဒီ logo က AI generate logo အဲ့ဒါကိုတုံးထားတယ်ဒီပုံလေးကကျတော့ Google ကနေရတာပဲအဲ့ဒါမှ color ကိုညှိပြီးတော့တုံးထားတာပေါ့နော်ဒီလိုပဲဒီလိုပုံစံမျိုးဒါ wireframe လောက်ထားတာ Figma ထဲမှာပြီးတော့မှဒီဟာကို generate လုပ်လိုက်တာပေါ့နော်အမှန်တော့နောက်တစ်ခုထည့်ထားသေးတယ်ဒါပေမဲ့ဒီမှမပါတော့ဘူးinfographic design ဟာလေးထည့်ထားသေးတာဘာလို့မပါလဲမသိဘူးဒါကတော့ about me page ပေါ့နော် about me page မှာကျတော့ကိုယ့်ရဲ့ service ရှိမယ် service ကြည့်လို့ရမယ် Instagram LinkedIn Instagram တော့မရှိသေးဘူးပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ LinkedIn ကတော့ရှိတယ်LinkedIn link ကိုဒီမှာတော့ join ထားပေးရဒါပါပဲအဲ့လိုမျိုးပေါ့နော်ဒါကတော့ကိုယ့်ရဲ့ update ဒါဒီ still need to do update အဲ့ဆိုနည်းလုံးဝမှအများကြီးရှိတယ်အမှန်ဆို project ထဲမှာကထည့်ထားတာက project ၄ခုထည့်ထားတယ် selected project က၄ခုထည့်ထားတယ်ဒါပေမဲ့အခုဒီမှာဆိုတွေ့ရတဲ့အတိုင်း2ခုပဲပေါ်တယ်ဘာလို့လဲမသိဘူးခါကျ free template တွေတောင်းရတာအဲ့ဒါတခုစဉ်းကျင်ဖို့ကောင်းတယ်အဲ့တော့ခုနဆိုရင် unboxing လည်းလုပ်ပြီးသွားပြီဒီဟာလေးကို unboxing လုပ်မယ်ဆိုပြီးလုပ်ရင်းနဲ့ရလိုက်တဲ့ video လေးပေါ့နော်အဲ့တော့ unboxing လည်းပြီးသွားပြီကို UK ရဲ့ major အကြောင်းနဲ့ဒီ overall semester ရဲ့နည်းနည်းအချင်းချင်းပေါ့နော်အချင်းချင်းဆိုမှဒီ video နဲ့ share သွားတယ်ပေါ့နော်အဲ့လည်းပြောပြီးသွားပြီဆိုတော့ video လေးကိုရက်လိုက်မယ်ပေါ့နော် okay tata see you guys next time